ကဂျာမနီမှာတက်လို့ရတဲ့ free တက္ကသိုလ်တစ်ခုကိုမိတ်ဆက်ပေးမှာဖြစ်ပါတယ်ညီမကိုယ်တိုင်က Bachelor နောက်ဆုံးyearဖြစ်ပြီးတော့နောက်နှစ် Master တက်ဖို့အတွက်ကိုရှာရင်းနဲ့တွေ့လာတဲ့တက္ကသိုလ်တစ်ခုဖြစ်ပါတယ်အခုပြထားတဲ့ University ကတော့ University of Potsdam လို့ခေါ်ပြီးတော့ဂျာမနီထဲမှာရှိပါတယ် Global Ranking မှာသူက200နဲ့250ကြားမှာရှိပြီးတော့ဂျာမနီထဲမှာဆိုရင်တော့19နေရာမြောက်မှာရှိတဲ့တက္ကသိုလ်တစ်ခုဖြစ်ပါတယ် requirement ကိုကြည့်မယ်ဆိုရင်တော့သူက Computer Science နဲ့ Bachelor ပေးထားတဲ့သူတွေသင်္ချာကိုအထူးပြုထားတဲ့သူတွေသင်္ချာအထူးပြုနဲ့ Bachelor ပြီးထားတဲ့သူတွေရှောက်လို့ရပါတယ် English စာ requirement က C1 level ဖြစ်ပါတယ် C1 ဆိုတာက IELTS မှာဆိုရင်သူက at least band 7ပါရှင့် German စာကိုတော့သူက A1 တောင်းထားပါတယ် A1 ဆိုတာကလုံးဝ basic level ပေါ့နော်Bridge module ဆိုတာကိုဒီမှာတစ်ချက်ရှင်းပြရမယ်ဆိုရင်ဆိုပါစို့ညီမတို့ရဲ့ Bachelor မှာ Algebra Linear Algebra ဒီcredit 9ခုစာပဲပါတယ်ဒါပေမဲ့ Master တက်မယ်ဆိုရင် Linear Algebra က credit 30လိုတယ်ဆိုရင်လိုတဲ့ credit ကို Bridge modules အနေနဲ့ထပ်ဖြည့်ရမှာဖြစ်ပါတယ်Tuition fees ကတော့ free ဖြစ်ပါတယ်တခြား semester fees နဲ့ charges တွေကတော့အနည်းငယ်ရှိမယ်ဒီရဲ့ program ဒီ winter intake ဖြစ်ပါတယ် winter intake ဆိုတော့ September မှာစဖွင့်မဲ့ program ဖြစ်ပါတယ်ဆိုတော့ application period ကိုသူက official website မှာမကြေညာသေးပါဘူးဒါပေမဲ့အရင်နှစ်ကperiod ကိုစပြောရမယ်ဆိုရင်သူက June လလောက်ကနေစပြီးတော့ရှိတယ်ပေါ့နော်Master of Data Science ကိုအခုပုံထဲမှာပြထားတဲ့ campus မှာတက်ရမှာဖြစ်ပါတယ် University of Potsdam မှာသူက campus က3ခုရှိပါတယ်အဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်ဒီ University အတွက်ကတော့ဒီလောက်ပါပဲလိုချင်တဲ့ information တွေရှိသေးတယ်ဆိုရင် Google မှာကိုယ်တိုင်သွားပြီးတော့ရိုက်ရှာလို့ရတယ်လို့ comment မှာလည်းချန်ထားခဲ့လို့ရပါတယ်ရှင့်ကျေးဇူးတင်ပါတယ်